ကဲမိတ်ကပ်လင်းရတာမကြိုက်ဘူးဆိုတဲ့မမတို့ညီမလေးတို့အတွက် sunscreen လင်းပြီးတဲ့အခါမှာ foundation makeup ကိုလင်းစရာမလိုဘဲနဲ့မျက်နှာပေါ်မှာရှိတဲ့အပြစ်အနာစာတွေကိုဖုံးအုပ်ပေးမယ်နောက်ပြီးတော့ရေဆိုခန့်ချွေးဆိုခန့်တဏီကိုအလှမပြတ်ဖဲနဲ့အစီကိုထိမ့်ပေးမယ်ဒီ cream puff ကလေးကိုအခုနီနီသုံးပြသလိုမျိုးသုံးလို့ရပါတယ်နီနီကအောက်မှာ skin care အဆင့်ဆင့်လင်းပြီး sunscreen အဆင့်ထိကိုလိမ့်ထားပါပြီအဲ့တော့ foundation makeup ကိုထပ်ပြီးတော့မလိမ့်ဘဲနဲ့ cream puff လေးကိုတခါတည်း brush နဲ့လိမ့်လိုက်ပါတယ်နီနီကတော့ brush နဲ့လိမ့်ရတာကိုပို့ပြီးတော့ကြိုက်တယ်လက်ကအတိုင်းအစလေးရှိရပေါ့နော်ဒီထဲမှာက puff ကလေးပါတယ်ဒါပေမဲ့လို့အဲ့ဒီ puff ကိုအဲ့ puff နဲ့300တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့မျက်နှာလေးကတိတ်တိတ်ညက်ကလေးနဲ့ဖြစ်သွားပါပြီမျက်နှာအစီပြန်တက်တဲ့သူတွေအတွက်အစီထိန်းကျင်တဲ့သူတွေအတွက်လည်းအရန်အဆင်ပြေပြီးတော့တနေ့ကုန်ရုံးတက်ရုံးစင်ကြောင်းသွားကြောင်းပြန်လုပ်နေရတဲ့ညီမတို့မမတို့အတွက်ဆိုလို့ရှိရင်လည်းဒီ press powder လေးကအရန်နဲ့ကိုကြာရှည်ခံပြီးတော့တနေ့ကုန်ခံပါတယ် SPF 50PA+ 40ပါတဲ့အတွက်ကြောင့်မလို့လဲနေအောင်စီတန်းကိုလည်းကာကွယ်ပေးပါသေးရဲ့နော်ကဲဘာလို့သေးလဲနော်ဒီ cream puff ကလေးတပူးတဲ့ရှိုံနဲ့တောင်မှကိုယ့်ရဲ့အလှလေးကတော်တော်နဲ့ကိုပြည့်စုံနေပါပြီရှင်အောက်ခံ makeup အဆင့်လေးကအဆင်ပြေသွားပြီဆိုတော့နီနီမျက်ခုံးမွေးလေးတွေဖြည့်လိုက်တဲ့ eye shadow လေးတွေ eyeliner လေးတွေတင်လိုက်ပါမယ်ရှင်နီနီရန်ကုန်အင်ကိုလာခဲ့တာမနေ့ကဆိုတော့ပါနီမေးလာခဲ့ပါတယ်အဲ့တော့ပါနီကိုဘီမီရဲ့နှကန်းဒီလေးသုံးလိုက်ပါမယ်ရှင်အောက်ကမိတ်ကပ်သားလေးတက်လာပြီနော်ဒီနှကန်းဒီလေးကကြတော့နှကန်းဒီပါနီ eye shadow အနေနဲ့3 in 1သုံးလို့ရတဲ့ formula နဲ့မြန်မာ FDA Thai FDA ရရှိပြီးတော့မြန်မာနိုင်ငံတွင်းကိုတရားဝင်သွင်းကုန်လိုင်စင်နဲ့တင်သွင်းဖြန့်ချီထားတဲ့နှကန်းဒီလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်းမာရေးနဲ့အညီစိတ်ချလက်ချသုံးလို့ရတယ်နှကန်းသားပစ္စည်းချင်း6တွေ့ချင်းလုံးဝမရှိပါဘူးနီနီကိုယ်တိုင်ဆိုးလာတာ3နှစ်ပြည့်ခဲ့ပါပြီရှင်ကဲပါနီလေးတွေတော့နည်းနည်းများသွားပြီကိစ္စမရှိပါဘူးเนาะဒိုရာရဲ့ cream puff ကလေးကိုနဲ့ယူပြီးတော့ပြန်ပြီးတော့ဖြေလိုက်ပါတယ်ကဲဒီ makeup look ဘယ်လောက်ထိလှလဲဒါ original camera နဲ့ရိုက်ထားတဲ့ဘာအဖက်မှမပါတဲ့ makeup look ကလေးပဲဖြစ်ပါတယ်အရန်နဲ့ကိုရိုးရှင်းပြီးတော့မှလွယ်ကူတဲ့ makeup look လေးဖြစ်ပါတယ်ရှင်နောက်ဆုံးအဆင့်မှာတော့နီနီကနှကန်းဒီကိုဆိုးလိုက်ပါပြီရှင်ဒီနှကန်းဒီလေးကတော့ Bimi ရဲ့ rosy color လေးပဲဖြစ်ပါတယ်လူငယ်ဆန်ပြီးတော့အရန်ဘိုးဆန်တဲ့အယောင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့နီနီကတော့ဒီအယောင်လေးကိုအကြိုက်ဆုံးပဲဖြစ်ပါတယ်ဒါပေမဲ့လို့နှကန်းဒီအယောင်တွေကတော့တစ်နှစ်နဲ့တစ်နှစ်ကြိုက်တဲ့အယောင် trend ဖြစ်တဲ့အယောင်ချင်းမတူပေါ့နော်ဒီနှစ်မှာဒီအယောင်ကြိုက်တယ်ဆိုနောက်နှစ်ကျနောက်တစ်ယောင်အရန်ယူမှုကြိုက်သွားမျိုးတွေလည်းရှိပါတယ်နှစ်ကဆိုလို့ရှိရင် Bimi ကနေပြီးတော့ထွက်တဲ့ rich color နီအရန်ကြိုက်တယ်ပေါ့နော်ပထမဦးဆုံးဒီ Bimi နှကန်းတွေစထွက်တော့ဘိုးကာလာကိုအရန်ကြိုက်တာဒါပေမဲ့အဲ့နှကန်းတွေလေးလည်းအခုတော့အလှည့်ကျလေးတွေစိုးနေသေးပါပဲရှင်ကဲနှကန်းတွေရောင်လေးရနော်နီနီရဲလေးနဲ့အရန်ပိုဆန်ပြီးအရန်လှတယ်ရှင်ကဲဒီ makeup look လေးကတော့အောက်ကနေပြီးတော့ skin care အဆင့်ဆင့်လိမ့်ပြီးတော့ sunscreen အဆင့်ထိလိမ့်ပြီးတော့မှဒီ press powder ဒီ cream puff ကလေးကိုထပ်ပြီးပုတ်ထားတာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်